3 ရက်တောင်ရှိသွားပြီကျွန်တော်အခုထိမယုံနိုင်သေးဘူးနှင်းဖုံးနေတဲ့တောင်တွေပေါ်မှာလမ်းလျှောက်ခဲ့တဲ့တောလက်တွေကိုဖျက်ကျော်ခဲ့တဲ့လက်ပလာနဲ့ကြောက်ဆောင်တွေကိုတွေ့တက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံးကြောက်ဆောင်တက်တုံးချီချော်ကျသွားခဲ့တဲ့မတော်တဆမှုကကျွန်တော်ကိုဝတ္ထုတွေတဲကလူမျိုးတခြားကဘာတစ်ခုစီရောက်သွားစေလိမ့်မယ်လို့ဘယ်သူထင်ပါလဲအဲ့ဒီတင်မကသေးဘူးကျွေးပတ်လဲဝိုင်းနေတဲ့မူဆိုးမိသားစုရဲ့အိမ်တော်ဦးစီးနေရာကိုရောက်လာတာအဖေကလည်းဆုံးပါသွားပြီးရွာထဲကလူမိုက်တွေကလည်းလာအနိုင်ကျင့်ကြတဲ့အမေကလည်းအသေးအတန်ဖျားနေရှာတဲ့အခြေအနေတွေကိုပြောင်းလဲပစ်ဖို့နီးလက်တစ်ခုခုရှာမှဖြစ်တော့မယ်နှမငယ်လေးကငိုယိုပြီးကျွန်တော်လက်ကိုလာကင်တယ်အကိုအမေမနေ့ကသွေးတွေအန်တယ်ဝက်သမားတော်ပြောတာတော့အမေကအဆုတ်ယောဂတီဗီဖြစ်နေတာတဲ့သူပေးတဲ့စီးမြစ်တွေကယောဂကိုခဏပဲထိန်းထားနိုင်တာအမြင့်ပြက်ပြောက်ချင်ရင်မြို့နယ်ဆေးရုံကိုသွားပြီး streptomycin ဆေးထိုးရမှာတဲ့အကိုအဲ့ဒီဆေးကအရန်ဆေးကြီးမှာကျမတို့ပတ်စံအမြန်မစုနိုင်ရင်အမေမမီတော့ဘူးထင်တယ်ကျွန်တော်သူမရဲ့ခေါင်းလေးကိုပုတ်ပေးရင်းညီမလေးမကြောက်နဲ့အကိုရှိတယ်ဒီနေ့အကိုတောထဲကနေတားကောင်တကောင်ကောင်မရရအောင်အမိဖမ်းခဲ့မယ်ပတ်စံရရင်အမေကိုမြို့ပေါ်ကဆေးရုံကိုပို့ပြီးကူးကြတာပေါ့နှမငယ်မျက်ရည်တွေကြားကဝမ်းသာသွားပြီးတကယ်လားအကိုနှမငယ်ချက်ချင်းစိုးရိမ်စိတ်နဲ့ပြန်မေးတယ်ဒါပေမဲ့အကိုရဲ့အရင်ကမူဆိုးပညာကကျွန်တော်ရဲ့အတွေးထဲကနေရေရွတ်လိုက်သည်ဒီခန္ဓာကိုယ်ရဲ့အရင်ပိုင်ရှင်ရဲ့ဉာဏ်ဖြင်းလာတဲ့မူဆိုးပညာကတော်တဲ့ဆက်ခါဝင်ရင်9 ခါလောက်လက်ပလာနဲ့ပြန်လာတာဒါပေမဲ့အခုကတော့ငါအလက်ရောက်ပြီလေကျွန်တော်တနက်ကိုအားကိုးတကြီးကင်လိုက်ရင်ကဲသွားကြစို့နောက်ဖေးတောင်ပေါ်ကထောင်ချောက်တွေကိုသွားကြည့်ရအောင်နှင်းဖုံးနေတဲ့တောအုပ်ထဲမှာနှမငယ်လေးကကျွန်တော်လက်ကိုကင်ပြီးလမ်းလျှောက်လာရင်လမ်းမှာရှိတဲ့ထောင်ချောက်တစ်ခုစီခေါ်သွားတယ်ဖြည်းဖြည်းလျှောက်ညီမလေးလဲကြအောင်မယ်အကိုဒီမှာကျမတို့ဒီထောင်ချောက်နားမှာစောင့်နေတာရက်တော်ကြာပြီဘာသားကောင်မှမီးမလာဘူးကျွန်တော်ရဲ့အတွေးထဲကနေဒီလိုထောင်ချောက်မျိုးကကလေးကစားစရာကြနေတာပဲဘယ်သားကောင်မှမီးမှာမဟုတ်ဘူးကျွန်တော်ကထောင်ချောက်ကိုကိုယ်တိုင်ပြင်ဆင်ပြီးစနစ်တကျပြန်လုပ်ပေးလိုက်တယ်ညီမလေးကြည်ထားကျိုးကွင်းရဲ့အရွယ်စားကတောကျက်ရဲ့ခြေထောက်နဲ့အတော်အဆင်ပြေရမယ်ပြီးတော့အမြင့်ကလည်းတူလန်းလျှောက်တဲ့ခြေလန်းအမြင့်နဲ့ကွက်တိဖြစ်ရမယ်အရေးကြီးဆုံးကတော့ရန်သူမရိပ်မိအောင်နှင်းတွေနဲ့တဘာဝအတိုင်းဖုံးကွယ်ထားဖို့ပဲနှမငယ်ကအဝရကြီးနဲ့အကိုကဘယ်တော့ကလေးကဒီလောက်တော်သွားတာလဲကဲလာနှင်းပုံနောက်မှာပုံပြီးစောင့်ကြရအောင်ပုံအောင်ပြီးစောင့်ဆိုင်နေချိန်တောအုပ်ထဲကမျက်ချောက်ပင်တွေလှုပ်ရှားလာပြီးတားကောင်တန်ကြားလိုက်ရတယ်နှမငယ်ကဝမ်းသာအားရနဲ့အကိုကျွန်တော်သူမနဲ့ခန်းကိုပိတ်ခိုင်းရင်တိုးတိုးလေးပြောတယ်တိုးတိုးနေကျွန်တော်နဲ့ညီမလေးနှင်းတွေကြားထဲဝင်နေရင်အရှိကမျက်ချောက်တော့ကိုစောင့်ကြည့်နေကြတဲ့အဲ့ဒီအချိန်မှာပဲမျက်ချောက်တွေကြားထဲကနေတောယုံကြီးတစ်ကောင်ထွက်လာတာကိုတွေ့လိုက်ရတယ်ဟဲယုံကြီးပါလားတောယုံကြီးကတော်တော်ကြီးတာပဲတိုးတိုးလုံးညီမလေးသူ့ကိုလက်မသွားစေနဲ့စိတ်အေးထားငါတို့စိတ်အေးထားရမယ်ဒါကငါတို့မိသားစုတစ်ခုလုံးရဲ့အသက်ရှင်တန်မှုနဲ့ဆိုင်တယ်ကျွန်တော်တို့ထောင်ထားတဲ့ကြောက်ကွင်းစီကိုယုံကြီးတဖြည်းဖြည်းတိုးလာတယ်မြန်ဝင်စမ်းပါမြန်ဝင်ပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကိုင်းပေါ်ကနှင်းတွေဝုန်းကားနဲ့ပြုတ်ကျလာပြီးယုံကြီးကလန့်ပြီးကြောက်ကွင်းကိုတိုက်မိကထွက်ပြေးဖို့လုပ်တော့တယ်မဖြစ်ဘူးကျွန်တော်နှင်းတွေကြားထဲကနေယုံထွက်ပြီးယုံကြီးနောက်ကိုအပြေးလိုက်တော့တယ်အကိုကြီးဟာကျွန်တော်ယုံကြီးကိုလှမ်းဖမ်းဖို့လက်ဆန်တန်းလိုက်တဲ့အချိန်မှာပဲအနောက်ကနေဝန်းပလွေတကောင်နှင်းတွေကိုတန့်စင်ပြီးအရှိန်ဟုန်နဲ့ပြေးဝင်လာတာကိုတွေ့လိုက်ရတယ်ကျွန်တော်ကြောက်ကွင်းသားကိုပြစ်လဲပြီးယုံကိုဖမ်းဖို့ကြိုးစားပေမဲ့မမိလိုက်ဘူးအဲ့ဒီအစားကျွန်တော်အရှိမရောက်နေတာကသွေးစာနေတဲ့ဝန်းပလွေကြီးတကောင်တောက်မကောင်းတော့ဘူးဒီမှာကနှင်းတွေကတိတ်ထူတော့လှုပ်ရှားရတာခက်တယ်ဝန်းပလွေအုပ်ကလည်းအနားမှာတင်ရှိနေတော့ပြီးအမြန်ဆုံးရှင်းမှဖြစ်မယ်တနက်သွားယူရမယ်မဖြစ်သေးပါဘူးညီမလေးကဟိုမှာတင်ရှိနေသေးတာအကိုကြီးသတိထားဦးဝင်းပလွေကြီးကကျွန်တော်စီကိုဒေါသတကြီးနဲ့ပြေးဝင်လာပြီးခုံအုပ်တော့တယ်ကျွန်တော်ရှောင်လိုက်နိုင်လို့ဝင်းပလွေကြီးနင်းထဲကိုလိမ့်ကျသွားတယ်ဒါပေမဲ့သူကချက်ချင်းပြန်ထလာပြီးကျွန်တော်ကိုထပ်တိုက်ခိုက်တယ်ကျွန်တော်တို့နှစ်ယောက်နှင်းတွေကြားထဲမှာလုံးထွေးတက်ပုတ်ကြရင်ဝင်းပလွေကြီးကကျွန်တော်အပေါ်ကနေဖိပြီးသူ့ရဲ့ချွန်ထက်တဲ့အဆွဲတွေနဲ့ကိုက်ဖို့လုပ်နေတယ်ကျွန်တော်သူ့လက်ပင်ကိုအားကုန်သုံးပြီးတွန်းထားရတယ်ကျွန်တော်အားဆိုင်ပြီးဝင်းပလွေကြီးကိုဘေးဘက်ကိုလွှဲပစ်လိုက်နိုင်လို့သူလဲကျသွားတယ်ကျွန်တော်လည်းအမောတကောနဲ့ချက်ချင်းပြန်ထမတ်တက်ရက်လိုက်တယ်ဝင်းပလွေကြီးကဒေါသတကြီးနဲ့အဆွဲတွေကိုပြပြီးကျွန်တော်ကိုစိုက်ကြည့်နေတော့ကျွန်တော်လည်းစိတ်ပိုင်းဖြတ်လိုက်ခါကြားကဓားမြောင်ကိုဆွဲထုတ်လိုက်တယ်လာဆန်းအဆုံးဖြတ်ပေးကြတာပေါ့နင်းတွေဖုံးနေတဲ့တောအုပ်ကြီးထဲမှာကျွန်တော်နဲ့ဝင်းပလွေတကောင်ရင်ဆိုင်တွေ့ခဲ့ကြတဲ့အခြေအနေကတော်တော်လေးတင်းမာနေပြီးကျွန်တော်လက်ထဲမှာဓာတ်တစ်ချောင်းပဲရှိတာပါဝင်းပလွေကကျွန်တော်စီပြေးဝင်လာတဲ့အချိန်မှာပဲကျွန်တော်မြေပြင်ပေါ်လှည့်ချလိုက်ပြီးသူ့ရဲ့လက်ပင်ကိုဓာတ်နဲ့ထိုးလိုက်မိတယ်ဝင်းပလွေလည်းဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးအဝေးကိုထွက်ပြေးသွားပါတော့တယ်ကျွန်တော်လည်းမောမောနဲ့မြေပြင်ပေါ်လှည့်ချလိုက်တဲ့အချိန်မှာပဲကျွန်တော်ရဲ့ညီမလေးကငူပြီးပြေးလာပြီးကျွန်တော်ကိုဖတ်လိုက်တယ်
ညီမလေးကငိုရင်းနဲ့ပြောတယ်အကိုဘာမှမဖြစ်ဘူးမလားညီမလေးတော်တော်ကြောက်သွားတာပဲကျွန်တော်ကသူမကိုပြန်ဖက်ပြီးစိတ်အေးအောင်ချော်ရင်းပြောလိုက်တယ်ညီမလေးရဲ့အကိုဘာမှမဖြစ်ပါဘူးစိတ်မပူနဲ့နော်ဒါနဲ့ကျွန်တော်လဲထပြီးဝန်ပလွေထွက်ပြေးသွားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားခဲ့တယ်တောထဲမှာအဝေးကြီးမရောက်ခင်မှာပဲအရှိန်ကုန်ပြီးတေဆုံးနေတဲ့အဲ့ဒီဝန်ပလွေကိုတွေ့လိုက်ရလို့ကျွန်တော်ပခုံးပေါ်ထမ်းတင်လိုက်တယ်ပြီးတော့ညီမလေးနဲ့အတူအိမ်ပြန်လမ်းအတိုင်းဆက်လျှောက်လာခဲ့ကြတယ်လမ်းမှာကျွန်တော်တခုခုကိုသတိထားမိလို့ရက်လိုက်ပြီးညီမလေးကိုပြောလိုက်တယ်ခဏဆောင်ဦးအကိုဟိုဘက်ကိုသွားကြည့်လိုက်အောင်မယ်ကျွန်တော်ခြုံပုတ်တွေကြားထဲတိုးဝင်ပြီးသွားကြည့်လိုက်တော့ထောင်ချောက်ထဲမှာမိနေတဲ့တောချက်တစ်ကောင်ကိုတွေ့လိုက်ရတယ်အဲ့ဒါနဲ့ကျွန်တော်လဲဝမ်းသာအားရနဲ့တောချက်ကိုဖမ်းလိုက်ပြီးညီမလေးစီယူလာခဲ့တယ်ကျွန်တော်ကပြုံးပြီးပြောလိုက်တယ်ဒီနေ့တော့ငါတို့တကယ်ကိုအမဲလိုက်လို့ကောင်းတဲ့နေ့ပဲဟဲ့ညီမလေးကတောချက်ကိုပွေ့ချပြီးဝမ်းသာအားရနဲ့ပြောတယ်အကိုတောချက်ကြီးကတော်တော်ကြီးတာပဲနော်ကျွန်တော်ကညီမလေးရဲ့ခေါင်းကိုပုတ်ပြီးအေးပါအိမ်ပြန်ရောက်ရင်အကိုကြီးကိုဓာနဲ့ဟင်းကောင်းကောင်းချက်ခိုင်းပြီးငါတို့အသားဝဝလင်လင်စားကြတာပေါ့ဟုတ်ကဲ့ကဲသွားဆိုဝင်ပလွေကိုပါယူပြီးအိမ်ပြန်ကြရအောင်ကျွန်တော်တို့မောင်နှမနှစ်ယောက်ရွာထဲကိုပြန်ဝင်လာတဲ့အချိန်မှာရွာသားတွေအားလုံးကထူးဆန်းတဲ့အကြည့်တွေနဲ့ကျွန်တော်တို့ကိုစိုက်ကြည့်နေကြတဲ့အခြေအနေကပုံမှန်မဟုတ်တယ်လို့ပဲညီမလေးကကျွန်တော်ကိုမောကြည့်ပြီးမေးတယ်အကိုကဝင်ပလွေကြီးကိုထမ်းလာတော့တော်တော်ခန့်တာပဲနော်ဒါပေမဲ့သူတို့တွေကဘာလို့အကိုကိုဝိုင်းကြည့်နေကြတာလဲကျွန်တော်ကပတ်ဝန်းကျင်ကိုသတိထားကြည့်ရင်စိုးရိမ်တကြီးနဲ့ပြောလိုက်တယ်အခြေအနေကထင်တယ်လို့မရိုးရှင်းဘူးတခုခုတော့မှားနေပြီထင်တယ်လမ်းမှာရွာထဲကလူကြီးတယောက်ဖြစ်တဲ့ရံမထွေဦးလေးရန်ကိုတွေ့တော့ကျွန်တော်လှမ်းခေါ်လိုက်တယ်ဦးလေးရန်သူကကျွန်တော်ကိုလှည့်ကြည့်ပြီးစိုးရိမ်တဲ့မျက်နှာနဲ့ဘာမှမပြောဘဲတခြားဘက်ကိုလှည့်သွားဖို့ပြင်တယ်ကျွန်တော်ကစိုးရိမ်စိတ်နဲ့ထပ်မေးလိုက်တယ်ဦးလေးရှိတာကိုပဲအမှန်တိုင်းပွင့်ပွင့်လင်းလင်းပြောပြပါဦးလေးရန်ကပတ်ဝန်းကျင်ကိုဝေးဝဲကြည့်ပြီးတိုးတိုးလေးသတိပေးတယ်မင်းတို့အမြန်ဆုံးအိမ်ကိုပဲပြန်ကြပါတော့သူ့စကားကြောင့်ကျွန်တော်နဲ့ညီမလေးလည်းတယောက်ကိုတယောက်ကြည့်လိုက်ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စိုးရိမ်နေမိပါတော့တယ်စီးနှင်းတွေဖုံးလွှမ်းနေတဲ့တောရွာလေးကကျွန်တော်တို့ရဲ့အိမ်ဦးလေးရှိမှအနိုင်ကျင့်ဗိုလ်ကျတက်တဲ့ဝူတာပေါ်နဲ့သူ့လူတွေရောက်နေကြတယ်ကျွန်တော်အမရှူဖန့်ကအိမ်တကားဝမှာရက်ပြီးသူတို့ကိုရဲရဲဝံ့ဝံ့တားဆီးနေတာပေါ့ရှူဖန့်နေ့အဖေတုန်းကငါစီမှာအကျွေးတွေအများကြီးတင်ခဲ့တာအခုနေ့အဖေလည်းမရှိတော့ဘူးဆိုတော့ဒီအကျွေးတွေကိုနင်တို့မောင်နှမတွေဆက်ရမှာပေါ့ဒီနေ့သာကျန်တဲ့ငါးရွံကိုမဆက်နိုင်ရင်တော့ဟဲရှူဖန့်ကဝူတာပေါ့ရှင်လူကိုတိတ်နိုင်မချင်းနဲ့ကျမဖေရဲ့ဆေးဖိုးဝါးကတွေကိုအကုန်ဆက်ပြီးသားဒါရှင်တက်ကွက်စင်ပြီးလိမ့်နေတာငါပြောတော့ပဲငါတောင်းမယ်မပေးနိုင်ရင်တော့ဒီနေ့နင်တို့အိမ်ကိုငါအုတ်တစ်ချက်တဲတပွေးမကြံဖြက်စီးပြမယ်ရွာသားတွေကတော့အဝေးကနေကြည့်ပြီးဒါဝူတာပေါ့တကယ်ကိုလွန်လာပြီးလို့တိုးတိုးတိတ်တိတ်ပဲဝေဖန်ရဲကြတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ညီမလေးကတောချက်တကောင်ကိုပွေ့ချပြီးပြန်လာရင်ဝူတာပေါ့တို့ကိုမြင်တော့လန့်သွားတယ်ဒါပေမဲ့သူမကအဝေးကိုလှမ်းကြည့်ပြီးဝမ်းသာအားရနဲ့အော်လိုက်တာပေါ့အမအကိုပြန်လာပြီခြေလန်းကျဲကျဲနဲ့နှင်းတော်တဲ့ကိုကျွန်တော်ရှောက်လန်းဝင်လာခဲ့တယ်ကျွန်တော်လက်ထဲမှာတလက်ကိုကြစ်ပါအောင်စုပ်ကင်ထားပြီးကျွန်တော်ရဲ့လက်မောင်းမှာတော့ဒဏ်ရာကနေတွေးတွေဆူရွှဲနေတဲ့ပက်တီဆက်တစ်ခုရှိနေတယ်ဒါပေမဲ့ကျွန်တော်ဒါကိုဂရုမစိုက်ဘူးကျွန်တော်ရဲ့ပခုံးပေါ်မှာတော့ကျွန်တော်ကိုယ်တိုင်အမဲလိုက်ပြီးတက်ဖြတ်လာခဲ့တဲ့ဝင်းပလွေအသေးတစ်ကောင်ကိုထမ်းပိုးထားတယ်ကျွန်တော်ဝူတာပေါ်ရဲ့ရှစ်တဲ့မှာရက်လိုက်ပြီးဝင်းပလွေသေးကြီးကိုမြေပြင်ပေါ်ကိုဘုံကနေမြည်အောင်ပစ်ချလိုက်တယ်ဘသူကငါအိမ်ကိုဖျက်ချင်တာလဲကျွန်တော်ရဲ့တက်ဖြတ်လိုတဲ့အကြည့်တွေနဲ့ဝင်ပလွေကြီးကိုမြင်လိုက်ရတော့ဝူတာဘော့တယောက်မျက်နှာပြတ်သွားပြီးနောက်ကိုခြေတလန်းဆုပ်သွားမိတယ်။ဝူတာဘော့အတန်တုံနဲ့ရှူဟောက်မင်းနင်ကဝင်ပလွေတကောင်ဖမ်းမိယုံနဲ့တက်တီတွေတိတ်ကောင်းနေတယ်ပေါ့လေ။ကျွန်တော်သူ့မျက်နှာကိုစိုက်ကြည့်ရင်မင်းကိုငါမေးမယ်။စောစောကပြောတဲ့စကားကိုတက်တီရှိရင်နောက်တစ်ခေါက်ပြန်ပြောကြည့်စမ်း။ဝူတာဘော့ချက်ချင်းအမူအရာပြောင်းပြီးဖားလိုက်ပုံမဟုတ်ပါဘူးအားလုံးကအထင်လွဲတာပါငါတို့ကဒီအတိုင်းပဲလာပြီးနှုတ်ဆက်တာပါ။ဟာဒါဆိုအခုနှုတ်ဆက်လို့ပြီးပြီလား။ပြီးပါပြီမင်းတို့အလုပ်ရှိရင်လုပ်ကြပါဦးငါတို့သွားတော့မယ်ဝူတာပေါ်နဲ့သူ့လူတွေဟာအမီးကုတ်ပြီးအိမ်ထဲကနေကပြကရထွက်ပြေးသွားကြတော့တယ်သူတို့ထွက်သွားတော့မှညီမလေးကကျွန်တော်စီပြေးလာတယ်အမအကိုကလူဆိုးတွေကိုမောင်းထုတ်လိုက်ပြီးတော့ဒီတော့ချက်ကလည်းအကိုဖမ်းပေးထားတာညီမလေးမြင်အိမ်ထဲဝင်ပြီးရေနွေးအိုးတီလိုက်တော့အမကကျွန်တော်စီလျှောက်လာပြီးစိုးရင်တကြီးနဲ့မေးတယ်မောင်လေးအဲ့ဒီလူဆိုးတွေကကောက်ချစ်တာမင်းဒီနေ့ပါလို့ဒီလောက်စိတ်လိုက်မှန်ပါလုပ်လိုက်ရတာလေကျွန်တော်အမကိုစိတ်အေးစေခြင်းလို့ပြုံးပြရင်အမကျွန်တော်ဘာမှမဖြစ်ပါဘူးမင်းဘာမှမဖြစ်ရင်ပြီးတာပါပဲဒါပေမဲ့အဲ့ဒီဝူတာဘောကိုတော့မလိုအပ်ဘဲမပတ်သက်တာအကောင်းဆုံးပဲကျွန်တော်အမရဲ့လက်ကိုစုပ်ကင်ပြီးနှစ်သိမ့်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ရင်ထဲမှာတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ပြီးကျွန်တော်မျက်ဝန်းတွေကဝူတာဘောထွက်သွားတဲ့လမ်းစီကိုစိုက်ကြည့်ရင်မြင်မြန်းလာပြီးတောက်ပလာခဲ့တယ်ကျွန်တော်စိတ်ထဲကနေကျုံဝါရင်းဝူတာဘောမင်းနဲ့ငါနဲ့ရှင်းရမယ့်အကျွေးတွေကိုငါတို့တဖြည်းဖြည်းချင်းအေးအေးဆေးဆေးရှင်းကြတာပေါ့
နှင်းဖုံးနေတဲ့လမ်းမထက်မှာကျွန်တော်ရှောက်လန်းလာခဲ့တဲ့ခေတ်ကာလရဲ့အခြေအနေအရငွေကြေးနဲ့ကုန်ကျိုးစာအုပ်တွေဟာအသက်ရှင်တန်ဖို့အတွက်အရေးကြီးဆုံးအရာတွေပဲလေအကယ်၍ကျွန်တော်လက်ထဲမှာသာတနက်တလက်ရှိမယ်ဆိုရင်ဝန်ပလွေတွေမကဘူးဝက်ဝံအိုကြီးကိုတောင်ကျွန်တော်မကြောက်ဘူးဒါမှလည်းကျွန်တော်မိသားစုကိုတကယ်ဘေးကင်းလုံခြုံမှုပေးနိုင်မှာမဟုတ်လားကျွန်တော်ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ပဲကုန်ပစ္စည်းအယောင်းအဝယ်လုပ်တဲ့ဆိုင်တစ်ဆိုင်တွေကိုဝင်လာခဲ့တဲ့ဆိုင်ရှင်တက်ကြီးရွယ်ဦးကအလုရှုံနေရင်းကနေကျွန်တော်ကိုလှမ်းကြည့်ပြီးမေးတယ်ညီလေးမျက်နှာကအစ်စ်ပါလားပစ္စည်းလာဝယ်တာလားဒါမှမဟုတ်လာရောက်တာလားကျွန်တော်ဘာမှပြန်မပြောဘဲပခုံးပေါ်ကလွယ်အိတ်ကြီးကိုချလိုက်ပြီးအထက်ကဝန်ပုတ်လွေရေခွန်ကောင်းစားကြီးကိုထုတ်ပြလိုက်တဲ့ဆိုင်ရှင်ကဝန်ပုတ်လွေရေခွန်ကိုတေချာကင်တွယ်စစ်ဆေးပြီးသဘောကျတဲ့လေတံနဲ့ပြောတယ်ဆိုင်ရှင်အသားကောင်းတဲ့ဝန်ပုတ်လွေရေခွန်ပဲဒီလိုရေသွေးမျိုးကရှားမရှားပဲဟာဒါပေမဲ့ဒီလေဘင်းသားမှာတော့နည်းနည်းစုပ်ပြဲနေတာရှိတယ်12ရွာဟုတ်လားညီလေးရာမင်းကလည်းဈေးကိုအကြီးကျယ်တောင်းတာပဲအများဆုံး10ရွာပဲပေးနိုင်မယ်ဒါဆိုလဲထားလိုက်တော့ကျွန်တော်ဝန်ပလွေရေခွန်ကိုပြန်သိမ်းဖို့လှုပ်လိုက်တဲ့အခါဆိုင်ရှင်ကပြပြတလဲနဲ့လှမ်းတာတယ်ဟိညီလေးရဲ့မလောပါနဲ့ဦး30ရွာဒါထက်တော့ပုံမပေးနိုင်တော့ဘူးကျွန်တော်ဒီရေခွန်ကိုမြို့ပေါ်အထိတွားရောက်ရင်15ရွာရတယ်ကျွန်တော်12ရွာပြောတာတပြားမှမလျှော့နိုင်ဘူးခမားစီမှာမရောက်ရင်လဲကျွန်တော်တခြားဆိုင်တွားရောက်ရုံပဲကဲထားပါတော့12ရွာလဲ12ရွာပေါ့ဗျာမိတ်ဆွေဖြစ်သွားတာပေါ့နောက်ခါကောင်းတဲ့ပစ္စည်းတွေရရင်လဲငါစီပဲလာခဲ့အောင်တော့ဆိုင်ရှင်ကအန်ဆွဲတဲ့ကနေငွေတွေကိုထုတ်ပေးတယ်အဲ့ဒီခေတ်ကာလမှာတော့ဒီငွေပမာဏဟာတကယ့်ကိုအတိုင်းအဆမရှိများပြားတဲ့ငွေစုအပုံကြီးပဲဒီငွေတွေနဲ့ကျွန်တော်စေးဝါးတွေအစားအစာတွေနဲ့အဝတ်ထည်တွေကိုလဲလှယ်ဝယ်ယူခဲ့တဲ့လမ်းမှာပဲစီခဲတကြားလုံးတွေရောင်းနေတာတွေ့တော့ငါညီမလေးဒီတကြားလုံးကိုကြိုက်မှာပဲလို့တွေးပြီးဝယ်ခဲ့သေးတယ်ရွာကိုပြန်ရောက်တော့ကျွန်တော်ရဲ့လွယ်အိတ်အပြည့်ပစ္စည်းတွေကိုမြင်ပြီးဒေါ်လေးဖြစ်သူကအံ့ဩတုန်လှုပ်စွာနဲ့လမ်းအော်ပြောလိုက်တယ်ဟဲဟောက်မင်းချမ်းသာလာတာလားပစ္စည်းတွေအများကြီးပါလားဒါတွေဘယ်ကနေခူးလာတာလဲကျွန်တော်ကတော့ဒေါ်လေးရဲ့အမေကိုဘာမှပြန်မပြောဘဲစူးစိုက်တဲ့အကြည့်တွေနဲ့သာကြည့်နေမိပါတော့တယ်